ဘတ်2000 ဝယ်3000လောက်တော့ရုံနဲ့ထိုင်းနိုင်ငံမှာရှိတဲ့လီလန်ကားစိုက်ကယ်တွေဝယ်လို့ရလာပါတော့ဆိုတော့ဒီနေ့မှာဆိုရင်အဲ့ဒီမိကွန်းရဲ့အဖြေကိုကျွန်တော်ဒီဗီဒီယိုထဲမှာဖြေချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ Okay, let's go. အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Joshua ပါကျွန်တော်ဒီနေ့မှာဆိုရင်တော့ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ပေါ့နော်လီလန်ကားစိုက်ကယ်ဝယ်ရမလားဒါမှမဟုတ်စကန်ကားစိုက်ကယ်ဝယ်ရမလားအဲ့လိုမျိုးဝယ်ပွဲများဖြစ်နေတဲ့သူတွေအတွက်ဆိုရင်တော့ဒီဗီဒီယိုကအထောက်အကူဖြစ်ပါလိမ့်မယ်ခင်ဗျာဆိုတော့ပထမဆုံးမိကိုပြန်သွားကြည့်အောင်ပါထိုင်းနိုင်ငံမှာရှိတဲ့ကားတွေကို2000ခွဲ3000လောက်ပေးအောင်နေပေါ့နော်လီလန်မှာယူလို့ရလားဆိုတဲ့မိကုန်းရဲ့အဖြေကတော့ယူလို့ရပါတယ်ဒါပေမဲ့အခြေအနေ2ရက်ရှိကြပါမယ်ခင်ဗျာပထမဆုံးအခြေအနေကတော့ကိုယ်နဲ့အပြိုင်လီလန်ဆွဲမဲ့သူမရှိတဲ့အခြေအနေမျိုးဖြစ်ကြမယ်ဒုတိယအခြေအနေကကြတော့ဒီကားက error လုံးဝမရှိတဲ့အခြေအနေမျိုးဖြစ်ကြပါခင်ဗျာဘာဖြစ်လို့ဆိုတော့အဲ့လိုအခြေအနေမှာတန်မှာဖြစ်ပါတယ်ပြီးတော့အဲ့လိုကားမျိုးတွေကလီလန်မှာရှိလားဆိုတော့ရှိပါတယ်အစီး100မှာဆိုရင်တစ်စီးသာရှိပါတယ်ခင်ဗျာပြီးတော့လီလန်မှာကားဆိုင်ကယ်ကိုဆွဲတော့မယ်ဆိုကြတဲ့ဟိုကသူက deposit အနေနဲ့ပေါ့နော်စရန်ငွေ2000လွှဲရပါတယ်အဲ့2000ကကြတော့ကိုဝယ်ဖြစ်သည်ဖြစ်စေမဝယ်ဖြစ်သည်ဖြစ်စေပေါ့နော်သူက1ရက်2ရက်နေနော်ပြန်လွှဲပေးပါတယ်ခင်ဗျာဆိုတော့ကိုကကားစိုက်ကယ်ဝယ်ပြီးသွားပြီးဆိုရင်လေလေလံကွင်းမှာကျွန်တော်တပတ်တီးတီးထားပါလို့ရတယ်ပေါ့နော်တဝက်ငွေချီပြီးတော့မှတပတ်တီးတီးထားပါလို့ရပါတယ်လေလံကားစိုက်ကယ်တွေကဆိုရင်ဈေးတော့တယ်လို့ပြောကြရတယ်ပေါ့နော်အများစုကကြတော့ကျွန်တော်တို့လေလံမဆွဲရသေးတဲ့ကြံကေးဈေးကြည့်ပြီးတော့မှဈေးတော့တယ်လို့ပြောကြတာများတယ်အနည်းစုကကြတော့ကိုယ်နဲ့ပြန်ဆွဲမဲ့သူမရှိဘဲနဲ့ပေါ့နော်တကယ်ဈေးတော်တော်နဲ့ရသွားတဲ့လူတွေလည်းရှိပါတယ်ခင်ဗျာလေလံမှာကြတော့ကျွန်တော်တို့ကားတစ်စီးကိုဈေးကိုကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့တချို့ကားတွေကဆိုရင်ဈေးရမ်းတော့ပြီးမဲ့error များနေတတ်တယ်ပေါ့နော်ဆိုလိုချင်တာက grade နည်းတယ်damage များတာတွေမကောင်းတာတွေဖြစ်တတ်တယ်ပေါ့နော်ဥပမာပြစာရွက်စာတမ်းကိစ္စလိုအပ်တာတွေပြီး license မရှိတာတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့လိုကားမျိုးတွေကကြတော့ဈေးတော့နေတတ်ပါတယ်အဲ့လိုပြောပြန်တော့လေတချို့ကားတွေကကြတော့ကျွန်တော်တို့အရန်ကောင်းပါတယ်အစ်စ်နီးပါဖြစ်နေတဲ့ကားတွေလည်းဈေးရမ်းတော့နေတာမျိုးတွေတွေ့ရတတ်ပါတယ်အစ်စ်နီးပါကောင်းတဲ့ကားတွေကကြတော့ဘာလို့ဈေးတော့လဲဆိုရင်ပေါ့နော်ကျွန်တော်တို့လေလံလက်ဆွဲတဲ့သူတွေရဲ့အာရုံကိုဖန်ဆားနိုင်ဖို့အတွက်ဖြစ်ပါတယ်ဆိုလိုတာကဒီကားကအစ်စ်နီးပါဖြစ်တဲ့ဈေးတော့တယ်ဆိုရင်လိုချင်တဲ့သူက10ရောက်လောက်ရှိလာပြီဆိုရင်တော့ဒီကားရဲ့ဈေးကအင်မတန်မြင့်တက်သွားမှာဖြစ်ပါတယ်ခင်ဗျာဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကားတစ်စီးကဆိုရင်အစ်စ်ဈေးကဘတ်2သိန်းတန်နေပါတယ်ခင်ဗျာစကန်ဈေးကကြတော့ဘတ်3သိန်းခွဲတန်ပါတယ်လေလံမှာကြတော့ဘတ်9000နဲ့ရနိုင်ပါတယ်ခင်ဗျာဆိုတော့အဲ့လိုမျိုးရနိုင်တယ်လို့လေလံဆွဲခြင်းတဲ့လူတွေကတွေ့ရှိတဲ့အခါမှာကျွန်တော်တို့10ရောက်လောက်ကဒီကားကိုလေလံပြိုင်ဆွဲတော့မယ်ဆိုရင်ဈေးကအစ်စ်ဈေးကြီးပါတက်သွားနိုင်ခြေရှိပါတယ်ဆိုလိုတာကဘတ်9000ကနေစတဲ့ကားကဆိုရင်တခါတလေမှာဘတ်38000လောက်နဲ့ပြီးသွားနိုင်ခြေရှိပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့လေလံပြီးသွားတဲ့အခါမှာလည်းကိုကစားရဲစားတဲ့ကိစ္စထိန်းသိမ်းစရိတ်ပြင်ဆင်စရိတ်တွေမှာထည့်ပေါင်းမယ်ဆိုရင်ကျွန်တော်တို့လေလံပြီးသွားတဲ့ဈေးရဲ့10%လောက်ကိုထည့်ပေါင်းမှာဖြစ်တဲ့အတွက်တခါတလေမှာအစ်စ်ဈေးနဲ့အရင်ကတ်သွားတာတွေဖြစ်နိုင်ပါတယ်။အစ်စ်ဈေးကဘတ်2သိန်းဆိုရင်လေလံမှာအစ်စ်နီးပါးတန်တဲ့ကားကဘတ်38000လောက်ဖြစ်နေတတ်ပါတယ်ခင်ဗျ။ဒါအပြင်မှာ error မရှိဘူးဆိုရင်တော့ကိုကတန်ပါတယ် error ရှိတဲ့ကားဆိုရင်တော့ဒါပြန်ပြင်စရိတ်နဲ့ဆိုရင်ကျွန်တော်တို့အစ်စ်ဈေးနဲ့ဘာမှမကွာတော့ပါဘူးခင်ဗျာပြီးတော့လေလံမှာကားဝယ်မယ်ဆိုရင်တော့တင်ကကိုယ့်ရဲ့ကားရဲ့ဈေးအကြောင်းကိုကောက်ကောက်သိထားဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဝယ်မဲ့ကားရဲ့လက်ရှိဈေးနှုန်းနဲ့အပြင်ပေါက်ဈေးကိုလည်းကျွန်တော်တို့သိရမှာပေါ့နော်။အပြင်ပေါက်ဈေးဆိုလိုတာကစကန်ဈေးအစ်စ်ဈေးကိုလည်းသိထားရပါမယ်။အဲ့ဒါမှကျွန်တော်တို့လေလံဆွဲတဲ့အခါမှာအမှားရမဖြစ်နိုင်ပါပါခင်ဗျာ။ဒါအပြင်ပို့ပြီးတော့ဒတိထားမယ့်အရာတစ်ခုကကြတော့တင်ဟာကားအကြောင်းကိုအနည်းငယ်များလောက်တော့နားလည်ရပါမယ်ခင်ဗျာနားမလည်ဆိုလဲနားလည်တဲ့သူကိုခေါ်သွားရပါမယ်ဘာဖြစ်လို့လဲဆိုတော့လေလံကားစိုက်ကယ်မှာဆိုရင်သူကအစမ်းမောင်းလို့မရဘူးပေါ့နော်အစမ်းမောင်းလို့မရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အကြားနဲ့ပဲဒီကားကိုဆုံးဖြတ်မှာဖြစ်ပါတယ်ဆိုတော့ကားရဲ့စက်တန်ကြားရုံနဲ့ပေါ့နော်ကားမှာဘာလို့အချက်တွေရှိတယ်ကားရဲ့ပုံစံကြည့်တာနဲ့ကားမှာဘာတွေပြင်ရမယ်ပြင်ဆင်စရိတ်ကဘယ်လောက်ရှိရဆိုတာတွက်ချက်နိုင်ရင်တော့လေလံကွင်းမှာဝယ်တာအရင်ကောင်းပါရဲ့ခင်ဗျာနောက်ဆုံးတစ်ချက်ကတော့လေလံအောင်ပြီးတာနဲ့ကျွန်တော်ဒီကားကိုငွေချေပြီးတာနဲ့ထုတ်သွားလို့ရပြီပေါ့နော်ကျွန်တော်တို့အုံနာဘုံနဲ့ကားရဲ့စာရွက်စာတမ်းတွေကိုကြတော့ကျွန်တော်တို့၃ဘတ်အလုံးစုံတစ်လအတွင်းမှာပြန်ရနိုင်ပါတယ်သူတို့ကတော့လက်ရှိမှာခရီးတွားလာနိုင်ဖို့မောင်းနေနိုင်ဖို့အတွက်ကိုတော့လေလံစာရွက်စာတမ်းထောက်ခံစာတွေပေးသွားပါတယ်ပေါ့နော်အဲ့ထောက်ခံစာတွေကတော့ကားဝယ်ပြီးတစ်လအတွင်းတီးတီးသုံးလို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ခေါင်းရှုံးမခံချင်ဘူး budget ထဲကဆိုရင်တော့ကျွန်တော်တို့စကန်ကားကိုရွေးတာကပို့ပြီးတော့တင့်တော်ပါတယ်တကယ်လို့မိတ်ဆွေကကားအကြောင်းနားလဲတယ်စောစောပြောတဲ့အချက်တွေကိုလိုက်လုံးနိုင်တယ်ဆိုရင်တော့စိတ်ရှည်စွာနဲ့လေလံမှာသွားပြီးတော့မှတေချာစစ်စီပြီးဝယ်မယ်ဆိုရင်လည်းအရန်တန်တဲ့ကားမျိုးကိုရနိုင်ပါတယ်ခင်ဗျာဆိုတော့ဒီနေ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ